ကဲအစီအစဉ်လေးပြောလိုက်မယ်နော်နံပါတ်1 5ပါးသီလခံယူမယ်နံပါတ်2ဒီကြွလာကြတဲ့ပင့်တန်ကတော့အရှင်မြတ်များကအာလုသောကုသိုလ်ရှင်တွေကိုမေတ္တာတုပ်ရွတ်ပေးမယ်ရွတ်ပေးပြီးတော့ဒီတန်ကတော့ဒီပြန်ကြွပြီးမှဘုံဘုံတပါးတည်းကြံရစ်ပြီးတော့ဒီသက်ချပေးမယ်နော်ဒါအစီအစဉ်ကဲအဲဒီတော့အစီအစဉ်3မျိုးရှိတဲ့နဲ့နံပါတ်1အစီအစဉ်ကိုစရအောင်ကဲအားလုံးဟောကားစားကဆိုယူနဲ့ကြော်လိုက်ဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးအပေါင်းတို့ဟာယောသည်မြတ်တို့လက်ဦးမိုး၍ရှိခိုးပူဇော်ပူဇော်မှန်လျှော့အတိအတိကြောကြသောပူဇော်တပနာမတက္ကိစ္စကာရဝကုသိုလ်ကံစေရနာဖြာဖြာတို့ကြောင့်၎င်းရန်ကုန်မြို့၌နေထိုင်ကြကုန်သောဒေါက်တာဦးဝဏသောဒေါက်တာဒေါ်မူဝင်းမိနှင့်တကွလိုက်လိုင်းကုမ္ပဏီလီမိတက်အကြီးတန်းမန်နေဂျာမိသားစုများဖြစ်ကြသောပုဂ္ဂိုလ်များမှဘုံမျိုးနေထိုင်ရာအကြောင်းတိုင်းအတွင်း၌သင်္ဘောကြောင်းကိုပြန်လည်အသစ်ပြုပြင်တိဆောက်လှူဒန်းကြမည်တရားမှများမှကျောင်းမဆောက်မီဆွန်းလှူဒန်းလိုသောအနေအချင်းယနေ့မဟာကဏ္ဍကျောင်းတိုင်းအမရဗုဒ္ဓမြို့သံဃာတော်ထောင်ကျော်ရှိရာကျောင်းတိုင်းသို့လာရောက်ကြကုန်လျက်နေ့လေအချိန်မွန်မြတ်လာသောကဝဘုရင်ချွေချင်ရတာအဖျားဖျားတို့ကိုဆက်ကလှူဒန်းခြင်းနှင့်တကွလှူဒန်းမွေရာဖျားဖျားတို့ကိုကုသိုလ်ကောင်းမှုတို့ပြုလုပ်ကြရတဲ့ခုခါ၌ဘုရားမှုရှိသောတန်ဃာတော်ရှင်မြတ်တို့ဟာအိန္ဒိယသို့ပင်ပိတ်၍ဘုရားရှင်ရွေနှုတ်တော်တော်ပြည်တရားတော်တို့ကိုတရားကြည်ပြုနာယူကြကြောင်းကောင်းမြတ်သောဓမ္မသုံးနာကုသိုလ်ကစေနာဖျားဖျားတို့ကြောင့်၎င်းတန်ဃာတော်တစ်ထောင်ကျော်တို့ဟာနေ့လေအချိန်မွန်မြတ်လာသောကဝဘုရင်ချွေချင်ရတာအဖျားဖျားတို့နှင့်တကွပစ္စည်း9မျိုးတို့ကိုလှူဒန်းရကြောင်းကောင်းမြတ်သောဒါနကုသိုလ်ကစေနာဖျားဖျားတို့ကြောင့်၎င်းပင်တန်ကတော့ရှင်မြတ်တို့အားလည်းပဲကုသိုလ်ရှင်မိသားစုများမှာတော်တော်လေးနှစ်သိမ့်ကြက်တည်တဲ့တကွနောက်လိုက်နောက်ပါဒဂရမများကမိမိတို့ညီမှန်းထားတဲ့အတိုင်းနောကမတို့ကိုလူရန်ရကြောင်းကောင်းမြတ်သောဒါနကုသိုလ်ကံစေရနာဖျားဖျားတို့ကြောင့်၎င်းငလျင်တန်းကြောင့်ပြည့်စည်သွားကြကုန်သောကြောင်းများတွင်လိုအပ်ရာကြောင်းတို့၌ပြင်ဆင်နိုင်ရန်အတွက်ဥစိန်ဝင်းတော်မိုးမိသားစုကသိန်း50ဥအောင်ဖုံးပြတော်စိမ့်လက်နိုင်မိသားစုများ350စသည်အားဖြင့်ပါဝင်လူရန်ရကြောင်းကောင်းမြတ်သောဒါနသီလဘာဝနာကုသိုလ်ကံစေနာဖျားဖျားတို့ကြောင့်မကောင်းသောဗေဒယမခတ်သိမ်းကြောင့်ကြခတ်သိမ်းပြစ်ခတ်သိမ်းဟုသမျှတို့သည်ဝိမဘင်ကင်းတဲ့ကြောင့်မကြရောက်ကုန်သည်သာလျှင်ဖြစ်အသက်ရှိခြင်းဆင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတို့ကိုတည်သောအနုဘောခြင်းချမ်းသာကြီးခြင်းမြတ်သောယာတုဂုံသိသိတဲ့ဥစ္စာယနာဖျားဖျားတို့ကိုရရှိခြင်းရရှိပြီးသောသိတဲ့ဥစ္စာယနာဖျားဖျားတို့၏အခြေခံမြတ်တည်ခြင်းသောကောင်းကျိုးချမ်းသာခြင်းသည်မင်္ဂလာဖျားဖျားတို့သည်တနေ့တခြားတက်နေလာခဲ့သူတနေ့တရားဒီလာခဲ့သူတို့ဘာစီမံကြဂုံသည်သာလျှင်ဖြစ်၍ဘဝတိုင်းတို့၌မရှိဟုဆိုသောစကားမသိဟုဆိုသောစကားမလာဟုဆိုသောစကားတန်လေးများမကြားရပဲဒုက္ခကတိကျုံဉာဏ်မြတ်နိဗ္ဗာန်သို့လွယ်ကူသောခြင်းလင်းမြန်သောသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။ကဲကိုယ်တိုင်ခံယူလိုက်အဟံပန္တိယမံဝရမိတံဝရိထနမောတတဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓ
ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံမိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံမိဓမ္မံတရဏံဂစ္ဆာမိဒုတိယံမိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတိတရဏခေနံပရိပုံဏံဘာနာတိပါဒဝရမိလိက္ခဗရံသမာရိယာမိအဒိနာဒါနဝရမိတိခာဗရံသမာရိယာမိကာမေတုမိစ္ဆာသာရဝရမိတိခာဗရံသမာရိယာမိမုဒဝါဒဝရမိတိခာဗရံသမာရိယာမိသူရမေရယမိဇ္ဇပဝရဌာနဝရမိတိခာဗရံသမာရိယာမိဣရမေပုံညံအာတဝေခယံဝံဟောတုဣရမေတိလံနိဗ္ဗာနတပစ္စယောဟောတုတိတရဏိနတပင်စင်္ဂဂရုရမဏိသတိလံသာရုကံကတ္တဝအပမတိနတံပါတိထာတော့အဲ့ခုဘောတော့ထိုင်ရနော်ကဲ၅ပါးသီလခံယူပြီးတဲ့နောက်ဒီနေ့ကုသိုလ်ကောင်းမှုရှင်များရဲ့ကုသိုလ်ကောင်းမှုရှင်များနဲ့ကုသိုလ်လုပ်ငန်းအခမ်းအနားများကိုအားလုံးလူသားနုကောနတ်သားတို့ကိုကြာကြာနာတတ္တဝအနန္တရိတာတို့ခေါ်နိုင်အောင်ကျင့်ကြအတည်ပေးရမယ်ဆိုရင်သာသနာတော်တက္ကရာ2569ခုမြန်မာကောသတ္တိ1389ခုဝါကောင်လာဇန်2ရက်ခရစ်နှစ်2025ခုဒုစရိုင်းက26ရက်စနေနေ့ဒီနေ့မှာမရဝုဒမြို့မဟာကဏုံကျောင်းတိုက်တို့ပရိယပရိပါသာသနာတာဝန်ထမ်းဆောင်နေကြကုန်သောသံဃာတော်ထောင်ကျော်တို့ရဲ့ရှေ့မောက်လာရောက်ပြီးကုသိုလ်ကောင်းမှုပြုတဲ့ကုသိုလ်ရှင်များကရန်ကုန်မြို့မှာနေထိုင်ကြတဲ့နှစ်ဘက်သောမိခင်ဖခင်များကိုမှုထားပြီးတော့စွန်တကာကြီးဒေါက်တာဦးဝဏ္ဏတော်ဒေါက်တာဒေါ်မူမူဝင်းနှင့် Life Line Company Limited အကြီးတန်းမန်နေဂျာမိသားစုဆွမ်းကဖွယ်များဖြစ်ကြပါတယ်။အဲဆွမ်းတကာဒေါက်တာဦးဝဏ္ဏတော်ဒေါက်တာဒေါ်မူမူဝင်းမိသားစုတို့ကအဓိကပေါ့။အဲ့တော့အဲ့ဒီမိသားစုများကဆေးကုမ္ပဏီလုပ်နေသည့်အားလျော်စွာဆေးမိမိရဲ့လက်အောက်မှာရှိကြတဲ့ဒါအကြီးတန်းမန်နေဂျာတွေရောအားလုံးဒီစိတ်ကုမ္ပဏီနဲ့ပတ်သက်ကြောင်းပုဂ္ဂိုလ်များဒါဟိမှန်တကားပြုပြီးတော့အခုရောက်ရှိလာတဲ့အခါမှာစုစုယုံနေ့လေချိန်ဒါရေစက်သွန်းချမျှပေးဝေတဲ့ကုသိုလ်ပြုလုပ်နေတာအဲ့ဒီချိန်မှာအခုဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကနေ့လေတန်ဃာတော်ထောင်ကျော်တို့ကနေ့လေအချိန်မှာမွန်မြတ်လာသောခွဲဝဲပေါ်စဉ်ချွတ်ချင်းရတာဖျားတို့ကိုစက်ကလှူဒန်းခြင်းအဲ့ဒီတန်ဃာတော်ထောင်ကျော်တို့အတွက်လည်းပဲတပါးလင်ဩဂီစပ်ပြကရင်တဘူးဘာမန်သွားလိုက်စီတစ်ချောင်းသွားလိုက်တစ်ချောင်းသွားလိုက်စီတဘူးကိုတိုက်စပ်ပြကေရွှေနိုင်ငံပရာစာအုပ်3အုပ်ဘောပင်2ချောင်းခြိလက်တုပ်ဘဝတထဲလို့ဆိုပြီး9မျိုးနေ့လည်းမှာလောင်းလူပူဇော်ကြအောင်မှာဖြစ်ပါတယ်အဲ့ဒါကနောက်လိုက်ကုသိုလ်ရှင်တွေရတာဟမ်တမူမွဲနောက်ကုသိုလ်ကုံပေါ့နော်နောက်တကသက်တော်ရှိသားမဟာနာဂဆယ်တော်ကြီးများနဲ့တကွာပင့်တန်ကတော့10ပါးတို့အားလည်းဒိုင်ငံကုသိုလ်ရှင်ဒကမာကြီးများက10ပါးတို့အားတပါးလင်နဝကမှာ2သိန်းကျပ်စီပါဝင်လှူဒန်းခြင်းဓမ္မပူဇာ3သိန်းကျပ်တို့ကိုလှူဒန်းခြင်းဒါကကုသိုလ်ရှင်ရဲ့ပင်မဒကမမိသားစုများကပြုကြပါလေနောက်တစ်ခါဒီရောက်လာတော့ဗိမာန်တကပြုထားတဲ့ပုဂ္ဂိုလ်များကလည်းအသီးစာရည်လေးတွေနဲ့အဲ့ဒီ7ပါးကိုကိုတို့ရည်မှန်းထားတဲ့အတိုင်းကလူပူဇော်အောင်မှာဖြစ်ပါတယ်နောက်တကဤကျောင်းတိုက်အတွင်းမှာပျက်စီးသွားတဲ့ကျောင်းဆောင်အသီးမှာပြန်လဲပြီးတော့မွမ်းမံပြင်ဆင်နိုင်ဖို့ဆိုပြီးတော့တက္ကဥဆိုင်ဝင်တက္ကမတော်မိုးမိသားစုများက350ကျပ်
နောက်တကားကိုအောင်ဖုံးပြည့်မစိမ့်တဲ့နိုင်မိသားစုများကလည်းသိန်း50ကျပ်ဆိုပြီးတော့ကျောင်းတိုက်ကြီးတိုက်လုံးထဲမှာပျက်စီးယိုယွင်းသွားတဲ့ငရင်ကြောင့်ငရင်ထန်ခံရတဲ့ကျောင်းတွေကိုပြန်လည်ပြီးပြင်ဆင်နိုင်အောင်ပြုပြင်နိုင်အောင်ဆိုပြီးတော့ကုသိုလ်ကောင်းမှုတွေပါဝင်လှူဒါန်းကြပါတယ်အဲ့တော့အဲ့ဒါတွေကိုလူသားတို့ကောနတ်သားတို့ကောကြားသောတတ္တဝါတွေသာဓုခေါ်နိုင်အောင်ကျင့်ကြအသိပေးရတာဖြစ်သောကြောင့်အားလုံးသာဓုခေါ်တော်မူကြပါသာဓုသာဓုသာဓုကဲဖို့သူတို့ဟိုခုနငွေလေးတွေကိုပူစီကင်ထားလိုက်ကြနော်မိမိတို့ရည်မှန်းထားတဲ့အတိုင်းခုနနားထိုင်နော်နောက်မှာလိုက်ဆိုရအောင်ပါလိုက်ဆိုကြအောင်ဆိုနော်လိုက်ဆိုတာကဝစီကံကုသိုလ်လက်နဲ့ကတ်တာကကာယကံကုသိုလ်နော်ပါးစပ်နဲ့လည်းပါးစပ်ကနေကုသိုလ်ဆိုပြီးတော့ကတ်မယ်ဆိုလိုက်ဣမာနိကာပနာနိတံဂတ္တသမဟာထေရနံနဝကမ္မတ္တဒီမဤနဝကမ္မသိမ့်တရားတို့ကိုမဟာကဏယုံကျောင်းတိုက်အတွင်း၌ငရင်ထံခံရ၍ပျက်စီးသွားသောကျောင်းဆောင်တည်တည်လိုအပ်ရာသုံးဆွဲနိုင်ရန်တန်ကဒါနရှိမှန်ထားသည့်အတိုင်းပင့်သံဃာတော်အရှင်မြတ်တို့အားတဘာတဘာလျင်နှစ်သိန်းကျော်စီစုစုပေါင်းသိန်း20ကျော်အားဖြင့်လူရန်ရအကြောင်းကောင်းမြတ်သောဒါနကုသိုလ်စေရနာဖြာပြာတို့သည်နိဗ္ဗာန်တိုင်အောင်ရောက်ရှိစေကြောင်းအထောက်အပံ့ဖြစ်ပါစေသာအရှင်ဘုရားကဲအလုံးသားတို့သာဓုသာဓုသာဓုကဲဘုရားရှောက်ဘုရားသိတရားကျော်ရှောက်နှစ်ပါးပေါင်းတရားကျော်နော်ဟုတ်မှာအဲ့ဒါနေအဲ့ဒါဆွန်စီခဏကြာတာဟုတ်ကဲခုနကဒကမကြီးနောက်ကဒကမကင်ထားတာတွေရောက်ပြီလားသိန်းတရားကျော်ဆိုလိုက်သိန်းတရားကျော်လို့တပါးတည်းရှောက်လိုက်ရှောက်ရာတပီတော်ဘုံမြလာရန်သိန်းတရားကျော်ကြတဲ့သတော်ပိစမြာကိုလိုရှိတော်အာခါလူကနောပါရှင်မယလောစရာရကိုလည်းညမြတ်နောပါရှင်မယသာဓုသာဓုသာဓုရှောက်ကဲဒကမကြီးတို့ကတ်တဲ့ဟာသိန်း20နဲ့ဟိုဒကမကြီးယူကတ်နောက်ကကတ်တယ်ဟုတ်နောက်ကလာဒကမကြီးတို့ဒီပြင်သံဃာတွေလူချင်းတဲ့ပုဂ္ဂိုလ်တွေရှေ့လာခဲ့ဖိုးသူတော်တွေလက်တက်ဆက်လိုက်နေဖိုးသူတော်လက်တက်ပြီးမှပြန်ကြွကနေကြမှာဟိုတခြားလေးစီမံပြီနော်မမှားအောင်လေနောက်ကဒီဘုလည်းကင်ပြီးလိုက်ရတယ်ဖိုးသူတော်ဒီဘက်ရောကဲဘုသူတော်ဆိုလိုက်နော်ဣမာနိကာပနာနိမဟာထေရနံနဝကမ္မတ္တဒီမာဤနဝကမ္မသိန်း30ကျော်ကိုဤကျောင်းတိုက်အားစီမံအုပ်ထုတ်၍နေကြကုန်သောတတ်တော်ရှိမဟာနာယကဆေတော်ဖျားကြီးများအမှုရှိသောပင့်သံဃာတော်ရှင်မြတ်တို့အားနိဗ္ဗာန်ရည်မှန်းဆက်ကပြုရန်ပါကုန်၏ရှင်ဘုရားသာဓုသာဓုသာဓုတပါးတည်းတော့ရှောက်လိုက်သိန်း30လောက်လို့မှန်းတော့နော်သိန်း30ကျော်လို့အဲ့လိုဆိုလိုက်ရာတပီတော်ဘုံမြလာရန်
ပိစမြကိုလိုရှိရအာခါလူကနောင်ပါရှင်မယလောစရာယကိုလာညူရနောင်ပါရှင်မယ သာဓုသာဓုသာဓုအဲ့ဒါချက်ထားရတော့နော်ကဲဒုတိယအစီအစဉ်ကတန်ဃာတော်1000ကျော်ပို့လွတ်တဲ့မေတ္တာကိုဒီတန်ဃာတော်တွေက1000ကျော်ရဲ့ကုစားအလုံးသောကုသိုလ်ရှင်တွေကိုမေတ္တာပို့ပြီးမယ်နော်အဲ့ဒါမိတို့တန်ဃာတော်1000ကျော်နေတို့ကိုဘေးရန်ကင်းအောင်အန္တရာယ်ရှင်းအောင်ကောင်းကျိုးလက်လာပါတွတ်တဲ့အောင်ဆောင်ရွက်ပေးနေခြင်းပဲလို့အာရုံပြုပြီးတော့ဘုရားရှင်ရဲ့တရားတော်ကိုနာယူကြပါတန်ဃာတော်ရှင်မြတ်တို့ကြာဒီနေ့ဆုံးကလူကြတဲ့နောင်လဲကျောင်းဆောက်လူတန်းကြမဲ့ကျောင်းတကာဆောတကာဖြစ်တဲ့တကာဒေါက်တာဥဝဏတော်ကျောင်းတကာဆုံးမဖြစ်တဲ့ဒေါက်တာတော်မူမူဝင်းနဲ့တကောအားလုံးသော Lifeline Company Limited အကြီးတန်းမန်နေဂျာများပါဝင်တဲ့အားလုံးသောစိတ်ကိုယ်စီမိသားစုများကိုတွင်ကိုပါအိမ်တွင်အိမ်ပါလူတွင်လူပါနှထားတိုင်း၌ဘေးခတ်သိမ်းရန်ခတ်သိမ်းကြောက်ကြခတ်သိမ်းဆွေရင်ခတ်သိမ်းခတ်သိမ်းသောဘေးရန်အန္တရာယ်တို့သောဥဒ္ဓများတို့ကိုယ်ဝယ်မရောက်အိမ်ဝယ်မရောက်ဝိမာပင်ကင်းစင်လူမျိုးမကြရောက်ဖဲကောင်းကျိုးချမ်းသာကြက်တည်းမင်္ဂလာဖျားဖျားတို့တနေ့တခြားတလတခြားတနေ့တခြားတူပွားတဲ့တူပွားစီရင်တဲ့စီရင်ပြန်ပြောတဲ့ပြန်ပြောအောင်အာယုံပြု၍ဘုရားရှင်ရွှေနှုတ်တော်အတွက်အေးချမ်းရအေးချမ်းမှုဖြစ်သောမေတ္တာတုပရိပန်းဖြင့်ရှင်မြတ်ဘေဒနာတော်မူကြပါတန်ဃာတော်ရှင်မြတ်တို့ဗျာသမန္တာသကဝါနေတုအတ္တရာကိသန္တုဒေဝတာသတ္တမမုနိရာသတ္တသုဏန္တုသက္ကမောက္ခတံဓမ္မသဝနာကာလောယံပတန္တာဓမ္မသဝနာကာလောယံပတန္တာဓမ္မသဝနာကာလောယံပတန္တာနမောတတ္တဘဂဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တယတနုဘဝတောယက္ခနိဝတတ္တိနိဝိဒနံယမိစေဝနိရောဇံတောရတ္တိတိဝမတ္တန္တိတောဒုက္ခံဒုပရိသုတ်ဒောသပဗံဂိသိနပတ္တိဧဝမာရိကုဏုဘေတံမရိတံဓမ္မနာမဟိကရဏီယမတ္တကုသလေနယန္တတန္တံပဒံပိသမေသာတကောဥစုသာသူဥစုသာသူဝသောသတ္တမုရုနာတိမာနိတန္တုတကောသသူပရောသအပ္ပဂိသောသတံလဟုကဟုတ်တိတန္တိတရိယောသနိပကောသအပ္ပကဘောကုလေသောနန္နုဂိတောနာသခုဒ္ဓမာစေဂိစီယေနဝိညုရေဥပဝရေယောဒုခိနောဝခေမိနောဟွန္တုသဗ္ဗတတ္တဘဝန္တုဒုခိတတ္တာယေကေစီဘာနာဝုတ္တိတတ္တဝါသာဝရဝနဝတိတာဒီကဝါယောမန္တာမေတိမရတကအနုကဒုလာဒိဋ္ဌဝါယောအဒိဋ္ဌယောရူဒေဝတံတိအဝိတုတေဘုရားဝါသံမွေတိဝတဗ္ဗတတ္တဝန္တုဒုခိတတ္တာနာပရောပရဏိကုပေထနာတိမင်ညေနကတ္တစီနာကိဉ္စီယာရောသနာပရိကတင်ညာနိညာမညတဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံဝိသဗ္ဗဗုဒ္ဓေတုမာနတံဘဝေယပရိမာဏံမေတ္တာသဗ္ဗလောကသမေမာနတံဘဝေယအပရိမာဏံဩဒံရောသတိရိယံသာအတ္တံဘာရာဝေဓာမတပတ္တံဒိဋ္ဌံစရဏိတေနောဝတေယနောယဝတတ္တဝိတ္တမေတောဧတံတတိဒိဋ္ဌိယဗမမေတံဝိဟာရမေတ္တမောဒိဋ္ဌိသာနုပကမ္မတိတဝါတတနေနသမ္မနောကာမေတုဝိနယကေတံနာယိသာတုက္ကပတိယဥနာတိတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသမ္မာနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသရရိဝမနုဿာနံဗုဒ္ဓောဘဂဝါသောကတောဘဂဝတာဓမ္မောတန္တိတိကောအဂါလိကောအိပတိကောဥပနိကောပစ္စတံဝရိတဘောဝိညူဤသုပရိပါဏောဘဂဝတောသာဝကတံကောဥဇောပရိပါဏောဘဂဝတောသာဝကတံကောညာယပရိပါဏောဘဂဝတောသာဝကတံကော
ဓမ္မေစေပြိပန္နောဘဝတောတဝကတံဃောယရိဒာသတ္တာတိပုရိသယုကာနိအတ္တပုရိသပုဂ္ဂလာဧတဘဂဝါတောတဝကတံဃောအာဟုနေယောပါဟုနေယောဓက္ခိနေယောအဉ္စလိကရဏီယောအနုတ္တရံပုညခိတံလောကတဧဝံဗုဒ္ဓံသရဏန္ဓမ္မံသံဃိသဗေကောဘယံဝါသမိတတံဝါလောမံသောနာယေတတိယံတုန်နိမိတံဝမေကလင်္စယောသဗနာဘောတကုဏတတတောပပေကောဒုသမိနာအကန္တဗုဒ္ဓ ानु ဘာဝေနာဝိနာသမင်တုယံတုန်နိမိတံဝမေကလင်္စယောသဗနာဘောတကုဏတတတောပပေကောဒုသမိနာအကန္တဓမ္မာနုဘာဝေနာဝိနာသမင်တုယံတုန်နိမိတံဝမေကလင်္စယောသဗနာဘောတကုဏတတတောပပေကောဒုသမိနာအကန္တတံဃာနုဘာဝေနဝိနာသမင်တုတာရုခောတာလူရန်လေးတွေစီမံလိုက်တော့တေးကြတယ်စီမံလိုက်လိုက်နော်ဓမ္မကြီးတို့ဘုန်းကြီးတို့ဘုန်းကြီးတို့တော့နေလုံးတော့တခါတည်းကတ်လိုက်အောင်စေးဘုန်းကြီးကိုလိုက်ကချင်လို့ဘုန်းကြီးစေးပြအောင်စေးပြအောင်ပါရှင်းပြအောင်ပါဘုန်းကြီးရလားရှင်းပြအောင်ဘုန်းကြီးဘုန်းကြီးစေးဘုန်းကြီးဒီမှာတော်ရှိအားသေးဗျာဒီမှာဗျာဆုံးကုန်မင်းကြီးတနေ့ကိုတစ်လုံးဆိုပြီးတော့ပါတယ်ဗျာဒီနှစ်ခုကတော့လူကြီးတွေတဲကြီးဝါကြီးနဲ့လည်းသိတော့ပါတယ်ဗျာဒါကြိုက်ခဲပြောက်စီတွေဗျာနှစ်ခုကမတူဘူးဗျာဒါဆိုပပလေးလေးဗျာအင်းစိတ်လေးနဲ့ဒီမှာဒီဟာလည်းတစ်မျိုးလုံးလေးခုနဒါနဲ့ပြောက်ရဘောတိုက်အဲ့ဒီမကြီးတွေထက်ပြီးလို့ရှိရင်မင်းစင်ရပါလိမ့်ရှာလို့လည်းနော်လေးနဲ့ဆိုကြွက်သားတွေရောအားနာတာအစ်စ်ကြီးကြိုက်တယ်အာယုံကျော်နာတက်တယ်အဲ့လေးရှောက်ချင်လို့ရောဘုန်းကြီးနဲ့ကန္နာကူကြီးတော့အမင်းယူထားလိုက်အခါလေးကတ်လိုက်တော့ဘုန်းကြီးတို့အခါလေးကတ်လိုက်ဟုတ်ပြီချက်ပြီနော်ကဲဘုန်းကြီးကကမ်းပါဗျာတမ်းလေးပုံညာဒိဗ္ဗနာတသုသောဟောတုပါရလာဘုန်းကြီးဘုန်းကြီးကတ်ဘုန်းကြီးစေကတ်လိုက်တယ်ရပြီဘုန်းကြီးနန္ဒီရနန္ဒီဦးဇင်းကနှစ်ပါးသူခံရမှာဟွာတယ်နော်နန္ဒီရဒီဘုန်းကြီးကသူဒီမှာတက်တော်ရှိ90ကျော်တပါသူ့အတွက်ရောဒီမဲ့သူ့ဆရာအဲကျောင်းလုံးဘုန်းကြီးရဲ့ကျောင်းတရဲ့နှစ်ခုလူလိုက်မကြွခဲ့ဘူး90ကျော်သူတို့ဟုတ်သူ့အတွက်နဲ့တပါတော့ဒီနေ့တပါလိုက်ခါ3အိတ်ပေါ့မဟုတ်နှိပ်တယ်ဟိုဘုန်းကြီးမှာနှိပ်နောက်တပါအတွက်ကသူကစကွီချဲတွေနဲ့ဆိုတော့မလာနိုင်ဘူးအဲဒါကြောင့်ဒိဗ္ဗနာတပစ္စယောဟောတုပါဗျာဟောတုပါကိုဦးဇင်းဝနာတမနှစ်ပါဘုန်းကြီးတို့သူ့ကိုပို့မဲ့သူကလို့လည်းမင်းအဲဒီဘုန်းကြီးကလည်းမောရခဏဘုရားတို့လိုက်ပေါ်တယ်ဆရာတော်လိုက်ပေါ်ဆရာတော်လိုက်ပေါ်ဟောဘုန်းကြီးမောဘုန်းကြီးမောရခဏဘုန်းကြီးမောထိုင်တော့ထိုင်နေရတယ်ထိုင်နေထိုင်နောက်ကလိုက်တော့ဘာလို့ဟိုဆရာတော်ကဟောလာမမှုရဲ့ဟောလာအမေမှားတာဟုတ်ကဲကလိုက်နောက်ကလိုက်ခိုင်တာနော်မထိုင်နိုင်မလေးရဟုတ်နော်ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုကောင်းမှုပြီနိဗ္ဗာန်ဒါရောက်ကြအကောင်းတော့အထောက်ဖြစ်ပါစေတာနော်ဘာလို့လဲ
အထွေး နှစ်ပါးလိုက်ပို့ရလား စေးလူပါဘူး ဟမ် စေးတစ်ခု မပို့လို့ရပါတယ် ဝတ္ထုတွေအကုန်ပါလားထည့်ပြီးသွားပြီသူလို့ ဖြစ်နေကြငါတို့ဘောထိုင်ရပြီမဲ့မှာထိုင်ရ ဖုန်းဖုန်းဒီမဲ့လိုက် ဒါဥပေါ်တဲ့က ဟုတ်တယ် စစ်ဖုန်းကြီးရောဟိုက စေကုန်းကြီးသူ့ဒီပါပါ အဲ့ဒါယူတော့ပြီးတော့သင်ဖုန်းကယူလိုက်တော့မယ် နင် ဘုန်းကြီးအဲ့ဒါယူ ရ လိုက် အောင်တခါလေး ဖုန်းဖုန်းမဟုတ်ကြခုနလိုက်ပို့နေကြတာဖုန်းဖုန်းဒီတစ်ခုကတ် ဟုတ်လားအရှင်ဘုရားကို ဒါရှင်ဖျားရဲ့မျိုးအသက်အကြီးဆုံးဟိုခန္ဓာကုရိဆေတော့လေဖုန်းဖုန်းအတူခံထားလိုက်နော် အဲ့ဒါနောက် ခုနကရောဖုန်းကြီးရောတယ်ကဖုန်းကြီးသူကလည်း90ကျော်ပဲမလာနိုင်နှစ်ပါးရှိတယ် ဒီမှာ အဲ့ဒါနှစ်ပါးစားထုတ်လိုက် နောက်တစ်ပိတ်အဲ့တဲ့ကြီးပဲအဲ့ တရားကြီးတည်း လာထိုင်လိုက် ပိုက်ဆံဆိုလာဣဒံမေပုံညာ ဒီမေပုံ နိဗ္ဗာန်တ္တ နိဗ္ဗာန် ပစ္စယော ပစ္စယော ဟောတုဘုံတော့လိုက်ပြရခဲ့ ဘယ်တော့တာ ဆက်လာပြ ထည့်လိုက်နိုင်ထည့် ဆက်လာ ဒီတမီးတို့မှာကတ် ကလိုက် ကတ်လိုက်နေပြန် ဟိုလိုက်ဘုံကြီးတွေလိုက်ပုံနေကြတယ်နော်ရောက်ပါလိမ့်မယ်ဟုတ်ဘူးလာယူလဲလို့ပြောလိုက်နော်ငါအတူခတ်ထားလိုက် ကြံနေ အဲ့မကြတယ်အဲ့တော့ကျွန်မတို့လာယူလို့ဟိုဘုံကြီး ဟုတ်တယ် ဟုတ်တယ်ဟုတ်တပါးရောစီလာ နှစ်ပါးတော့ ဟိုကခန္ဓာကုရိဆေတော့ ဒါပါအဲ့ဒါဦးတယ်ဒါ ဒါပါနဲ့နှစ်ပါနဲ့ ဟုတ်ကြတယ် ပြီးတော့ ဟုတ်လား စေ ဆက် အေးဟုတ်ပြီပြီ ဝိုင်းလိုက်ပါလိုက်လိုက်ဆိုတော့ဣဒံမေပုံညာ ဣဒံမေပုံညာ နိဗ္ဗာန်တ္တ နိဗ္ဗာန်တ္တ ပစ္စယော ပစ္စယော ဟောတုဒီကောင်းမှုသည် ဤကောင်းမှု နိဗ္ဗာန်ဤ နိဗ္ဗာန်၏ အာကောင်းသော အာကောင်းသော ထောက်အပ်ပတ် အထောက်အပံ့ ဖြစ်ပါစေသာ ဖြစ်ပါစေသာ ရှင်ဗျာ ရှင်ဘုရားသာဓုသာဓုသာ တော်ကြပြန်လာအောင်နော်ဝဏပြောတယ်ဒီသိမ့်ပြီးရင်သိမ့်အောင်ပြန်လာပါဒီပြီဟမ် ဖုန်းလမ်းခေါ်လိုက်လာလိုက်ဟိုနောက်ဆုံးကြောင့် ဆန်လိုက်ဆန်လိုက်ကြော်တော့တဘာလွတ်လိုက်ရတယ်ကဲနောက်ဆုံးအစီအစဉ်ဖြစ်တဲ့တတိယအစီအစဉ်ဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအနုမောဒနာပြုပြီးတော့32ဘုံသားတွေရည်တဲ့သုံးချက်အမြပေးဝေရအောင်ဒီနေ့ရန်ကုန်မြို့ကလာကြတဲ့စွန်တကာကျောင်းတာရကဒေါက်တာဥဝဏတော်ကျောင်းတကာစွန်တာရကဒေါက်တာဒေါ်ဝဏမူမူဝင်းမိသားစုကနေဥတည်ပြီးတော့အလုံးသောဓမ္မမိတ်ဆွေတွေပေါ့မိမိတို့ရဲ့စေကုမ္ပဏီဝန်ထမ်းမိသားစုတွေ Lifeline Company Limited မှာတာဝန်ယူလုပ်ဆောင်ကြတဲ့အကြီးတန်းမန်နေဂျာမိသားစုတွေစုပေါင်းပြီးတော့အခုမာဂနိုင်အောင်ကျောင်းလိုက်တန်ဃာတော်1000ကျော်တို့ရှင်းပေါက်လာရောက်ပြီးတော့ဒီနေ့ကုသိုလ်ကောင်းမှုတွေပြုတာကလုံခြုံတဲ့ပစ္စည်းကိုသိမ်းတာလို့ခေါ်တယ်နော်။ဘာသိမ်းတာတော့လုံခြုံတဲ့ပစ္စည်းက2မျိုးရှိတယ်။2မျိုးကဘာလို့ဆိုတော့လုံခြုံတဲ့ပစ္စည်းရယ်မလုံခြုံတဲ့ပစ္စည်းရယ်2မျိုးရှိတယ်နော်။လုံခြုံတဲ့ပစ္စည်းဆိုတာဘာပြောတာလဲဆိုတော့ရန်သူမျိုး5ပါးကြောင့်မပျက်စီးနိုင်တဲ့ပစ္စည်းမှန်တယ်မြတ်ကုသိုလ်ကောင်းမှုတွေနော်ဒီနေ့ဓမ္မတွေဒကာကြီးဝဏတော်တို့တော်မူမူသွင်းတို့ဒီကြောင့်တိုက်ကိုလာပြီးတော့တန်ခါ1000ကျော်တို့ကြဆုံးကတ်ကြမယ်နောက်လေကြအကြောင်းတော်ဆောက်လူအောင်မယ်တန်ခါတော်ရှင်မြတ်တွေကိုဆွမ်းနာမကပဲလူဝတ္တဝယ်တွေအောက်မှာခုနပြခဲ့တဲ့9မျိုးသောပစ္စည်းတွေကိုလည်းနောက်ကဒကာဓမ္မတွေကပါဝင်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုကြတယ်အဲ့လိုပြုလုပ်လိုက်တော့မိမိတို့တဏ္ဍာမှာဒါနာရီဟူသောကုသိုလ်တို့ဖြစ်တယ်အဲ့ဒီဒါနာရီဟူသောကုသိုလ်ကြတော့လုံခြုံတဲ့သိဆဲခြင်းလို့ခေါ်တယ်နော်ဘာကြောင့်လုံခြုံတာလဲလို့မေးရင်ရေဘလောက်လာမိုးတွေဘလောက်ရွာရေတွေဘလောက်ကြီးကြီးငရင်တွေဘလောက်လှုပ်လို့မပြတ်တော့မိမိတဏ္ဍာမှာရှိနေတဲ့ဒါနာရီဟူသောကုသိုလ်ကောင်းမှုသည်ငရင်ရစ်စာတကေဘလောက်လှုပ်မလဲခွန်ပြလို့မလားရှစ်လုံးမလားကိုးလုံးမလားဘလောက်လှုပ်လို့မိမိတဏ္ဍာမှာဖြစ်ပွားသွားခဲ့တဲ့လှူဒန်းခဲ့တဲ့
ဒါနတိဥသောကုသိုလ်ကောင်းမှုကတော့ဖြင့်ဘယ်လို့မှမပြည့်စည်နိုင်တော့ပြည့်စည်ပါမလားမလုံခြုံဘူးလားလုံခြုံတယ်ဒါမှမဟုတ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမလုံဝသိမ့်လုံဝသိမ့်နှစ်သိမ့်သိမ့်တတ်စေတဲ့လုံခြုံတဲ့သိမ့်ဆက်ခြင်းရဲ့မလုံခြုံရဲ့သုံးသိမ့်ခြင်းရဲ့နှမျိုးရှိပါတယ်လောကီပစ္စည်းတွေဆိုတာကြတော့မလုံခြုံတဲ့သိမ့်ဆဲခြင်းထင်ရှားလိုက်တာပြီးခဲ့တဲ့နှစ်ချက်ရှိချက်ကငရင်ကြီးလှုပ်သွားကိုယ်အိမ်မို့လို့ကိုယ်ပိုင်နဲ့ထမ်းထင်ထားတာတကယ်တော့ကိုယ်မပိုင်ဘူးငရင်ကလည်းငါလည်းပိုင်တယ်ကွာဆိုပြီးလှုပ်ပြီးယူသွားပါသွားလုံသေးရဲ့လားလုံခြုံသေးရဲ့လားဒါမှမဟုတ်မြတ်စွာဘုရားကပစ္စည်းသိမ့်ခြင်းနှမျိုးရှိတယ်တဲ့အင်္ဂုတ္တနိကေဒုက္ခနိကမှာဟောထားတာနော်အဲ့တော့ပါဠိတွေကျုံမနေတော့ဘူးချိန်နေနေတယ်မလုံအသိမ့်လုံအသိမ့်နှစ်သိမ့်သိမ့်တတ်စေမလုံသိမ့်သာသိမ့်တတ်ရှာသွားရမပါကြည်ဟောမလုံနဲ့မလုံကြုံတဲ့အသိမ့်သာသိမ့်တတ်သူကတော့အိမ်ကြီးတိမ်ကတိမ်ကားကြီးတစည်းကတစည်းရွှေတွေတစ်ခုဟာနှစ်ခုဒီပစ္စည်းတွေလောကီပစ္စည်းတွေဆိုတာကတော့မလုံခြုံဘူးတဲ့ဘာတွေမလုံခြုံတာလဲဆိုတော့ရန်သူမျိုး၅ပါးမလုံခြုံကိုပိုင်တယ်လို့ထင်တာပဲမဲ့လို့ကိုနဲ့အတူတွဲပိုင်တဲ့သူ၅မျိုးရှိ၅ယောက်ရှိရေးတဲ့တကားပင်လယ်ကမ်းခြေမှာနေရတဲ့သူတွေရေကြီးတွေလာပြီးတော့အရာဝတီတိုက်တစ်ခါတော့မှဖြစ်သွားတာရေကြီးတွေအမှန်တန်ကြီးကျယ်ဖြစ်လာပြီတဲ့ဟောအကုန်လုံးပါသွားအိမ်နေရာတွေပါသွားပိုင်ဆိုင်မှုတွေပါသွားမီးတဲ့တခါကမီးရန်သူကလည်းပဲဟာမင်းကြီးတဲ့ပိုင်တာမဟုတ်ဘူးကွာငါလည်းပိုင်တယ်ဆိုပြီးမီးရလည်းလာပြီးယူသွားတယ်ရေရမီးရရေရန်သူမီးရန်သူတခိုးဓမြရန်သူခုဆိုကြောက်ရစီနော်တခိုးတွေကဟောဓမြတွေကလည်းပဲနေရင်လည်းနေမို့လို့ညလည်းပဲညလို့လမ်းသွားရင်လည်းသွားမို့ခရုဆိုင်နေရဆက်ရမှာပေါ့ဒီပစ္စည်းကကိုတယောက်ထဲပိုင်တာမှမဟုတ်ဘူးငကိုတွေကဘုံဆိုင်ကြီးဥစ္စာရန်သူမျိုး၅ပါးနဲ့တွဲပြီးပိုင်တာရေရန်သူမိရန်သူတခိုးဓမြရန်သူမင်းစိုးရာသာရန်သူသားစိုးသမီးစိုးရန်သူကိုနဲ့တွဲပြီးကိုပစ္စည်းကိုဟာကိုပိုင်လို့ထင်မိမယ်အဲ့ဒါတွေကလည်းကိုနဲ့တွဲပိုင်နေတဲ့ပိုင်လို့ပဲသူတို့ကလာပြီးယူသွားတာဒါကြောင့်မလို့အဲ့ဒီပစ္စည်းတွေကလောကီပစ္စည်းတွေကမလုံခြုံတဲ့ပစ္စည်းတဲ့ဒါကြောင့်မို့မလုံအသိအဲ့ဒီမလုံခြုံတဲ့အသိကိုလည်းမရှာရဘူးလားဆိုတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကရှာရမှာလေတဲ့လောကလေးနေတာဆိုတော့လူလောကကျင့်ဝတ်တည်ရှိတယ်ဒီကျင့်ဝတ်တည်နဲ့ကိုကအညီနေနိုင်အောင်မိဘတွေရှိတော့မိဘတွေကိုပြုစုရမယ်ဝတ္တရားတွေရှိတယ်သားသမီးတွေရှိတော့သားသမီးတွေကိုပြုစုရမယ်ဝတ္တရားတွေရှိတယ်ဆရာသမားတွေရှိတယ်တပည့်တွေဖြစ်တယ်အဲ့တော့လောကထဲမှာနေတော့လောကနဲ့ညီအောင်လောကဝန်းနဲ့ညီမျှအောင်မလုံခြုံတဲ့အသိမသိရဘူးလားဆိုဘုရားမသိရဘူးလို့မဟုတ်ပါဘူးမလုံသုံးအသိနဲ့သိမှာတဲ့ရှာပါတယ်ရှာနီးဘုံဘလို့ရှာရမယ်လောကီပစ္စည်းတွေရှာဖို့ရှာနီးတောင်ဘုရားဟောထားတယ်သူကအဲ့ဒီလောကီပစ္စည်းတစ်ခုလောက်သာရှာပြီးတော့လောကုတ္တရာပစ္စည်းကိုမရှာဘဲနဲ့မေ့နေမှာဆိုလို့မလုံအသိလုံအသိနှစ်သိသိမ့်တတ်စီမလုံတဲ့အသိတွေလည်းသိမလုံတဲ့အသိကိုနေ့ရှာဖွေသိသိကြတယ်လို့လုံခြုံတဲ့အသိလို့ဆိုရလောကုတ္တရာပစ္စည်းလည်းသိနေဒီနေ့မာဂဏေကျောင်းနဲ့တန်ဃာတော်ထောင်ကျော်လာလှူတာလုံခြုံတဲ့အသိကိုလှူတာနော်မလုံအသိလုံအသိနှစ်သိသိမ့်တတ်စီမလုံသိမ့်တာသိမ့်တတ်ရှာသွားရမပါကြည်မလုံတဲ့အသိလို့ဆိုတာမိမိတို့နေ့စဉ်ရှာနေတဲ့လောကီပစ္စည်းတွေဟာသွားရမပါဘူးတဲ့ကိုရှာထားတဲ့ရွှေကကိုရှာထားတဲ့ငွေကကိုရှာထားတဲ့အိမ်ယာတွေကကိုရှာထားတဲ့ပစ္စည်းတွေကကိုအကျိုးဘယ်လောက်ပြုသလဲချီတက်တန်းနဲ့စေတက်120လည်းရှိကြပါစေကိုတက်တန်းရှိလောက်ရွှေတွေဘယ်နှမိတ်သာရှာထားအိမ်တွေဘယ်နှဆောင်ရှာထားကားတွေဘယ်နှစီးထားရှာထားတဲ့လောကီပစ္စည်းကမျက်စိမမိတ်ခင်ပဲမျက်စိမိတ်ဟိုပြီးဟိုနောက်ဘက်နောက်ကိုနဲ့မဆိုင်တော့ကျန်ရဲ့သူတွေစံစားဖို့အခန်းစားစုပုံရင်နေကြလေကုန်ဤဆိုတဲ့အတိုင်းကိုနဲ့မဆိုင်တော့ဘူးကိုဆိုင်တာကိုမျက်စိဖွင့်လုံးနေမျက်စိရှင်လုံးနေအဲကြောင့်မလို့မလုံသိမ့်တာသိမ့်တတ်ရှာသွားရမပါကြည်မျက်စိမိတ်သွားပြီဆိုတော့မလိုက်တော့ဘူးတဲ့သူကလည်းသူလူတွေကမှမကောင်းတတ်လို့တုတ်တုံတသသင်္ချိုင်းဝါအထိပို့ပေါ်ရသေးတယ်ပစ္စည်းကကိုထိုင်နဲ့ကိုထားတဲ့နေရာကထတောင်ကြည့်ဖို့မရှိဘူးအဲ့လောက်ထိစိတ်ငါတာဒါကြောင့်လို့စိတ်ကားနေတဲ့ပစ္စည်းတွေကြီးတယ်ရှာတတ်နေအောင်
တင်းတိမ်ကြားရမယ်နေပဲနဲ့လုံသိမ့်သိမ့်မှမဖူရမုတ်ချချမ်းသာပြီတဲ့လုံချုံတဲ့အသိဉ္ကူလည်းသိစေပါတဲ့မြတ်စွာဘုရားကနော်။ကြောင့်လို့ဒီနေ့ဒကာကြီးဝဏ္ဏတော်ဓမ္မတော်စုတော်တော်မူဝင်မိသားစုတို့ကအမရဗုဒ္ဓမြို့မဟာကဏ္ဍကျောင်းနဲ့တန်ဃာတော်တောင်ကျော်တို့ရဲ့ရှင်းမောင်မှလာရောက်ပြီးတော့နေ့လေချိန်မူမြတ်မြတ်တော်ဆုံးခဝဲဘောစဉ်ချွေချင်းရတာဖျားဖျားလေးကိုဆက်ကလူရမ်းခြင်းပြင်တန်ဃာတော်ရှင်မြတ်တို့ကလည်းတပါးတပါးလေးနှစ်သိန်းကျပ်စီလူရမ်းခြင်းနောက်ပါလိုက်ပါလာကြတဲ့ဓမ္မမိတ်ဆွေတို့စဉ်ကောင်းပေါင်းတို့ကလည်းပဲအိုကီစပ်ပြာကရင်ဘာမန်သွားလိုက်စီသွားလိုက်တန်းကိုလိုက်စပ်ပြာရွှေနိုင်ငံမလားစားကိုပေါ်ပဲနှစ်ချောင်းခြေတို့ဘဝစသည်အဖြစ်လူတန်းမွေရပြားပြားတို့ပါဝင်လူတန်းကျင်ဖြစ်ပြီးမိမိတို့ဒီလုံခြုံတဲ့အသိဆိုတဲ့လောကုတ္တရာပစ္စည်းကိုဒီနေ့မာဂန္ဓံကျောင်းတိုက်ကိုလာရောက်ပြီးတော့သိဆဲကြပါတယ်ဗျာလူတန်းကြပါတယ်ဆရာကုသိုလ်ပြုကြပါတယ်ဗျာလို့ဒီလိုအာယုံပြုဒါအဲ့လိုသိဆဲစရာတွေဘုရားရှင်ကိုယ်တော်မြတ်ကဟောမထားဘူးလားဆိုတော့ဟောထားတယ်ဘယ်လိုတရားတွေမှအဲ့လိုဒါနကုသိုလ်တုတ်တွေပြုလို့ရတယ်လဲဆိုတော့ဘုရားရှင်ကိုယ်တော်မြတ်ကခုနှစ်နေရာပြထားတယ်လောကီပစ္စည်းတွေဒီနေ့ဓမ္မတွေဗန္တိုက်တွေမှာမိဂန္တိတာကြီးတွေမှာလုံခြုံတဲ့နေရာလို့ထင်ရတဲ့နေရာတွေမှာကိုစုဆောင်ပြီးထားတော့ကိုထူထောင်ထားတဲ့ပစ္စည်းကဒီတက်ကိုအကျိုးပြုတယ်မရှာရင်တော့ကိုအကျိုးမပြုဘူးပေါ့အဲ့တော့လောကုတ္တရာပစ္စည်းကြတော့ခုနလိုပဲဗန္တိုက်တွေလိုထုပြီးတော့ထည့်ပြီးတော့စုစရာရှိသွားသလားလို့ရှိတယ်ဘုရားရှင်ကိုယ်တော်မြတ်ကနိရိကဏသုတ်တော်မှာစေတယာပိဇတံဃေဝါပုဂ္ဂလေတိတိတုဝါမာတရိပိတိဇာပိအထောဇိတာမိပါတတိအဲ့လိုဗန္နာတွေစုစရာလောကုတ္တရာပစ္စည်းစုစရာ9မျိုးပြထားစေတယာမိဇပူဇော်ဝဲလီလီစေတီတမိုင်ဘုရားမြတ်စွာဆိုတဲ့ယန္နာဗန္နာတိုင်းကြီး၌၎င်းဖရာနံပါတ်1မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမိမိအိမ်မှာရှိနေရင်သို့မဟုတ်ဘုရားရှင်ဇေရောမြတ်ကြီးတွေရွှေတော်တို့မာမြတ်မင်းတို့ကြိုက်တီတို့ဇေတော်ကြီးတွေရုပ်ပွားတော်ကြီးတွေအဲ့ဒီရုပ်ပွားတော်ကြီးတွေရဲ့တဏ္ဍာမှာမိမိတို့ကဆွမ်းနိုင်တဲ့မြတ်ရွှေသင်္ကန်းလူတဲ့သို့မဟုတ်ကိုယ်အိမ်မှာရှိနေတဲ့ရုပ်ပွားတော်ရှင်မြတ်ကိုနေ့စဉ်ဆွမ်းနေလုံးကကပ်မယ်ပန်းနေကပ်မယ်ဒါဘုရားလူတာလေဘုရားကြီးဟူသောဗန္ဒာတိုင်းထဲမှာဒါနာရီဟူသောရိတ်ခါတို့လောကုတ္တရာပစ္စည်းစုတာအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကစုစရာဌာန9မျိုးပြထားစုကြပါတဲ့ဟိုဒီသွားမှာမဟုတ်ပါဘူးတဲ့စုစရာ9မျိုးစုပြည့်အောင်စုပါတယ်နော်လုံခြုံတဲ့အသိစရာ9မျိုးလို့ဘုရားကပြတာ1စေတီတဲ့စေတီဆိုတာဘုရားနဲ့ပတ်သက်တာတွေလူနေရင်စေတီနဲ့ပတ်သက်ပြီးဒါနတွေပြုရင်ဒါလုံခြုံတဲ့အသိကိုယ့်အတွက်စေတီနဲ့ပတ်သက်ပြီးသိနေတာစေတီယမိဇတံဃေဝါတန်ဃေပရမတ္တသမှုတိမြရှိနှဖျားသင်ညာသမိုက်တန်ဃာဆိုတဲ့ဉာဏ်ဗန္ဒာတိုင်းကြီး၌၎င်းဒုတိယကတန်ဃာတဲ့ဒါဒီနေ့အခုကုသိုလ်ရှင်တွေလာတာတန်ဃာ1000ကျော်ရှိတဲ့မာဂန္ဓုံကျောင်းတိုက်တန်ဃာဒီဟူသောဉာဏ်ဗန္ဒာတဲ့အထူးစုလာတနေ့တရက်တစ်ချိန်နဲ့နိုင်ပိုင်းလေးအတွင်းမှာတန်ဃာ1000ကျော်ရဲ့လက်ထဲမှာဆွနေလဲလူရန်လိုက်ရမယ်ဟင်းနေလဲလူရန်လိုက်ရမယ်လူရတန်းဝင်အသွယ်တွေလည်း9မျိုးလုံးလူရန်လိုက်ရမယ်တကယ်အချိန်တူတော်တွင်မှာကုသိုလ်တို့ကြီးပြုလိုက်တယ်တိုင်ကြရနာကုသိုလ်ခေါ်ပါတယ်ဒီလိုကုသိုလ်မျိုးကအိမ်မှာဒီကုသိုလ်မျိုးမဖြစ်နိုင်အလွန်ဆုံးပဲ9ပါး10ပါးပါး20အပါး50ပေါ့ထောင်ချီပြီးတော့ဘယ်သူမှကိုယ့်အိမ်မှာလှူဖို့မဖြစ်နိုင်ဟောဒီကြောင့်လိုက်ကိုလာလိုက်တဲ့ကတော့တစ်ချိန်နဲ့တဏှာကြီးတဲ့အတော်တွင်မှာတန်ခါ1000ကျော်ကုသိုလ်ကောင်းမှုတွေမိမိတို့ပြုလိုက်နိုင်တာတန်ခါဒီကုသိုလ်ယန္နာဗန္ဒာတဲ့ထဲမှာဒါနာတိဟုသောကြီးကျယ်ကုသိုလ်တို့ကိုပြုရကိုရောက်တယ်။ဒါမှတန်ဃာတော်ရှင်မြတ်တွေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်မှာပရိပတ်တိသာသနာကိုဒီနေ့အထိလက်ဆင့်ကမ်းသဲလာတာဒီတန်ဃာတွေသဲလာဟောဒီတန်ဃာတွေဆက်ဟိုးဘုရားရဲ့လက်တော်ကာလကရှင်သာရိပုတ္တရာရှင်မမောက္ကလန်ကနေပြီးစပြီးတော့တန်ဃာတော်တွေဟာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုအဆက်တန်ဃာတော်တွေနှစ်ပေါင်း2500ခုနကတော့ကြီးညာလိုက်တယ်နှစ်ပေါင်း2560ကျော်သွားတယ်ဒီနေ့အထိဘုရားဟောတဲ့တရားတော်တွေတစ်လုံးတစ်ပါးတော့မပြည့်စည်သေးဘူးရှိနေသေးတယ်တန်ဃာကြီးစုဒီတန်ဃာတော်တွေကနေတိုင်းဒါအခုလည်းဒီချိန်ဒါသူ့ချိန်နဲ့သူတန်ဃာတော်တွေစာဝါတွေအမျိုးမျိုးဘုရားကျင်ရဲ့ဟောကြားထားတဲ့တရားတော်တွေကိုဒီကျောင်းကငင်္ဂုတ်ထိုချရင်ချမယ်ဟိုကျောင်းကမဟာဝါချရင်ချမယ်ဟိုကျောင်းကသုလဝါချရင်ချမယ်စသဖြင့်အပြင်ဒီစာတွေကိုမပြောက်ပြက်အောင်ဒီတန်ဃာတော်တွေဆောင်ရွက်တယ်။မာဂန္ဓံတန်ဃာတော်တွေဆောင်ရွက်တယ်လို့သာသနာ့တွင်မှာဆောင်ရွက်နေတဲ့
ကျောင်းတိုက်အသီးသီးမှာရှိတဲ့တန်ဃာတွေဆောင်ရွက်နေဟိုတုန်းကဆိုလို့ချင်းစာအုပ်တွေတောင်မရှိသေးဘူးကြောက်စာတွေတောင်မရှိသေးဘူးပေစာတွေတောင်မရှိသေးဘူးအဲ့ဒီခေတ်ကများအုံနောက်ထဲပဲထည့်ရအုံနောက်ထဲလာထည့်လာတော့အဲ့ဒီအုံနောက်ထဲကပျောက်မှာဆိုလို့ကိုလိုလေးတွေတခါတခါဘေးကြီးတွေတင့်တဘုံတကံဘေးကြီးတွေတင့်ဘုရားရှင်ရဲ့စာပေတွေပျောက်သွားမှဆိုတဲ့အခါကျတော့ဘာလို့ရသလဲဆိုတော့တခါအဲ့ဒီစာတွေမပျောက်ပြအောင်ရင်ဘတ်မုံမှာတဲလေးတွေတင်းပြီးတော့ဒီစာလေးတွေကိုပြန်ရမပြန်ရင်အုံနောက်ထဲကပြတ်သွားရင်ကွန်ပျူတာတွေကပျောက်သွားသလိုပဲရှာမရတော့ဒီနေ့ဒီရဲ့ဒီဘုရားဟောထားတဲ့ပါဠိတွေအားလုံးရှိသေးတယ်ဒီသံဃာရဲ့ကျေးဇူးပဲနော်ဒီသံဃာဆိုတာဒီနေ့ဒီကျောင်းလိုက်သံဃာတစ်ထောင်ကိုပြောတာမဟုတ်ဘူးဘုရားရှင်လက်ထက်ကစပြီးဒီနေ့အထိစီးဆင်းလာတဲ့ရေစည်းကြောင်းသံဃာရေစည်းကြောင်းကြီးကစောင့်ရှောက်လာလို့ဒီနေ့ဒီသာသနာကြီးတည်ရှိတာအဲ့တော့အဲ့ဒီလိုစောင့်ရှောက်နေတဲ့သံဃာကြီးဟူသောယတနာသံဃာကြီးဟူသောယတနာဘာနာတိုင်းမှာဒီနေ့အထူးတလဲသံဃာတော်တစ်ထောင်ကျော်တို့ကိုနေ့လဲအချိန်မှာခေဝဝသင်ချွေကျင်ရတာဖျားဖျားတွေကိုလည်းစက္ကလူရညမယ်ခုနှစ်မျိုးသောပစ္စည်းတွေကိုလူရညမယ်အသီးသီးဒီကြောင့်တိုက်ကြီးကိုလူရတာတန်ဃာကြီးဟူသောယနာဘာနာတဲ့မှာသုရာတဲ့စေတီယာမိဇတန်ကြီးကပုဂ္ဂလိပုဂ္ဂိုလ်ကြတော့ခုနပေါ့ဒါတိတန့်လူတာကျောင်းတိုင်းမှာအုပ်ချုပ်နေတဲ့ဆယ်တော်ကြီးတွေဒါအသက်ဆိုခုနဒီမှာနှစ်ပါးကလည်း90ကျော်ပြီဟိုးနှစ်ပါးကတော့94ဆိုတော့ကြွမလာနိုင်တော့ဘူးနော်အဝေးရောက်ပဲလှူရတာပေါ့ဘုန်းကြီးတို့ဒီကနေလှမ်းလှူပေးတာအဲ့ဒါတန်ဃာတော်ကြီးတွေကိုလည်းပဲမိမိတို့ဒါပုဂ္ဂိုလ်ရည်မှန်းပြီးလှူတာကြတော့ပုဂ္ဂိုလ်လှူလို့ခေါ်တယ်စေတီယာမိဇာတန်ဃာပုဂ္ဂလိအတိထီတုဝါနောက်တော့ကကိုယ်အိမ်မှာအတိထီတုဝါအိမ်ဝယ်ကိစ္စကြီးငယ်သွဲပြအိမ်ဝယ်ရောက်လာဧည့်စေဆိုတဲ့ယနာဘာနာတိုက်ကြီးလိုက်တဲ့ကောင်အိမ်တိုင်းမှာဧည့်စေဆိုတာလာတတ်တယ်လာလို့ရှင်ဧည့်စေကလည်းရှုပ်လိုက်တာကွာငါမှမရှိရတဲ့အထက်ဝင်ငယ်ကနေရတဲ့အထက်သူ့ကြွေးရမှုရနဲ့ငါဆိုပြီးအဲ့လိုညင်းညူနေရင်လည်းညင်းညူရတာပဲဖတ်တယ်ကျွေးတော့ကျွေးရတာပဲဧည့်စေဆိုတော့နော်မညင်းနဲ့တဲ့ဘုရားကဩငါအိမ်မှာဘာနာလိုက်တတိုက်ရောက်လာတာပဲငါဘာနာပစ္စည်းဆက်เสียယန္နာပစ္စည်းစုเสียလောကုတ္တရာယန္နာပစ္စည်းစုเสียဘာနာတတိုက်ငါအိမ်မှာအကြောင်းအားလျောက်ဆိုရောက်လာခြင်းပဲကဲစေတနာပါပါနဲ့ကျွေးလိုက်မယ်စောင့်ကြီးအောင်ကြီးနဲ့ကျွေးလဲကျွေးရတာဖတ်တယ်နဲ့ကုသိုလ်မရဘူးကုသိုလ်ရအောင်ကျွေးမယ်ဆိုပြီးဧည့်စေကိုကျွေးတယ်မွေးတယ်နော်စေတီယမိတာတန်ခေဝပုဂ္ဂလိအတုတိတုဝါမာတရိပိတရိဟောရေးကြည့်တယ်မာတရိစာပိမြင့်မို့တောင်ဟုမကာကျူးသည်ကျေးဇူးအသင်ခေါ်တွင်သမိုက်မိခင်ဆိုတဲ့ယနာဖန္နာရကြီး၌၎င်းပိတရိစာပိမြင့်မို့တောင်ဟုမကာကျူးသည်မြင့်မို့ကျေးဇူးခြင်းလို့ခေါ်တဲ့ဖခင်ဆိုတဲ့ယနာဖန္နာရကြီး၌၎င်းဟောနောက်တတိသထုဒ္ဒနဲ့ပစ္စမကအဖေတဲ့အမေတဲ့လူတိုင်းအဖေအမေကမွေးလို့လူဖြစ်လာကြတာနော်ဒီဓမ္မတွေအဖေအမေမရှိတဲ့သူဘယ်သူမှမရှိဘူးအလုံးမိခင်တွေရှိတယ်ဖခင်တွေရှိတယ်မိခင်ဖခင်တွေကသားသမီးဘယ်လောက်မွေးထားတစ်ကြိမ်မွေးထားတရားရင်မွေးထားအလုံးဝအောင်ကျွေးနိုင်တယ်အလုံးပညာသင်နိုင်တယ်အလုံးအလုပ်ကိုင်းတွေရအောင်စီမံပေးနိုင်တယ်ရှိသလိုမရှိသလိုဆင်းရဲသားတွေလည်းတစ်ကြိမ်ဒီတရားသင်တွေမွေးတာမွေးပေမဲ့အလုံးသူတို့ကိုမစားရပေမဲ့စားရအောင်ကိုမတတ်ပေမဲ့သာသမီတွေတတ်အောင်မိဘတွေကသာသမီတွေပုံမှာမေတ္တာထားပြီးတော့ဒါကိုကတော့တတ်ချင်မှတတ်မယ်ဆယ်တန်းနေပါလေအောင်ချင်မှအောင်မယ်ဂရိတ်တန်းနေတွဲတွေအောင်ချင်မှအောင်မယ်တက်ကတူဘွဲတွေရချင်မှရမယ်တိုးတော့ကိုသားကြတော့ကိုသမီးကြတော့အဲ့ဒီဘွဲတွေရစေခြင်းနဲ့လူလန်းလူများဖြစ်စေခြင်းနဲ့မိဘရဲ့မေတ္တာပဲကိုယ်တိုင်မိဘနေရာကိုခံစားမှသိရတာဒါမှမဟုတ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမိဘရဲ့မေတ္တာအင်မတန်ကြီးလွန်းတဲ့အကြောင်းအဲ့ဒီမိဘတွေအိမ်မှာရှိနေတယ်ဆိုရင်အဲ့ဒီမိဘဟာဒါငါအတွက်ယန္နာဘာနာစုစရာဘာနာတကြီးတစ်ခုပဲလို့ဝမ်းမြောက်လိုက်တယ်အမလီကွာဒီမိရလည်းခုတည်းကျွေးနေရတော့ငါတို့နဲ့ဟောတချို့ကမိဘ2ယောက်တည်းသောမိဘကိုသားသမီးတွေမွေးထားတာ9ယောက်မွေးရင်အဲ့ဒီ9ယောက်ကဝါအောင်မကျွေးနိုင်6ယောက်မွေးရင်6ရက်သားသမီးကဝါအောင်မကျွေးနိုင်တဲ့မိသားစုတွေလောကထဲမှာရှိတယ်ဒါတင်မွေးထားတဲ့သားသမီးတွေအဲ့ဒီသားသမီးတွေမိဘတွေမဝရတဲ့မိဘတွေမျက်ရည်ကြီးငယ်ကြရတဲ့မိဘတွေရှိတယ်အဲ့လိုမိဘတွေကိုယ့်ရဲ့မိခင်ဖခင်တွေမှာမဖြစ်စေနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကဟောထားတာဘာနာတိုက်ကြီး9တိုက်ထဲမှာအမေရှိနေတာငါအတွက်ဘာနာစုစရာဘာနာတိုက်ကြီးတစ်ခုအိမ်ပေါ်မှာရှိနေတာပဲလို့အဲ့လိုအာရုံပြုတယ်မိဘတွေကအင်မတန်မှသာသမီပေါ်မှာမေတ္တာကြီးတယ်အဲ့ဒါကြောင့်မလို့မိမိတို့မိဘရဲ့မေတ္တာမာတာပိတုကုနောအနန္တောတဲ့အနန္တောဆိုတာနိုင်မရကြောက်တယ်မလားမာတာပိတုကုနောအနန္တောမိခင်ဖခင်တို့ရဲ့ဂုဏ်ဆိုတာအနန္တောတဲ့
ချင့်လို့မရဘူးပြောတာအနန္တစဘာတွေပဲတွေကြတော့တတင်းနှစ်တင်းတပိဋကနှစ်ပိဋကချင့်လို့ရတယ်မိဘတန်အနေသာသမီပေါ်မှာထားတဲ့မေတ္တာကြတော့အဲ့ဒီချင်းတွယ်တရားချင်းွက်တဲ့ကိုထည့်ပြီးချင့်လို့မရလို့မို့ချင့်လို့မရတဲ့ပါဠိတွေကအနန္တလို့အနန္တောတဲ့ချင့်တွယ်လို့မရဘယ်လောက်ရှိတယ်လို့ချင့်တွယ်လို့မရအင်မတန်ကြီးကျယ်တယ်သမုဒ္ဒရာကြီးလောက်ကျယ်တယ်မိဘတွေရဲ့မေတ္တာဒါမှမဟုတ်တစ်ခါတခါကျတော့မိဘမေတ္တာမကျေဘူးမိဘတွေပြန်ပြီးမကျေဘူးဆိုတာမြတ်စွာဘုရားကဘယ်လောက်ဒီမှိုင်းနှိုင်းထားတယ်လဲဆိုနားချရခွက်ထဲမှာရှိတဲ့ရည်နဲ့သမုဒ္ဒရာထဲမှာရှိတဲ့ရည်မိဘတွေကသာသမီဘောဘူးထားတာကသမုဒ္ဒရာထဲမှာရှိတဲ့ရည်လို့ထားတယ်မိဘတွေကသာသမီကိုအဲ့လိုထားပြီးမဲ့သာသမီကမိဘကိုပြန်ထားတာကြတော့နွားချရခွက်ထဲမှာရှိတဲ့ရည်လေးလောက်ပဲပြန်ထားနိုင်တယ်နော်အဲ့တော့မိဘမြတ်တာဘယ်လောက်ကြီးသလဲဆိုတာအဲ့ဒါကြည့်လိုက်တော့ဒါလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမိဘတွေကိုလည်းပဲအိမ်မှာရှိနေခြင်းမြတ်မိုးတောင်းမကာကျူးသည့်ကျေးဇူးအရှင်ခေါ်တွယ်သမိုင်းမိခင်ဆိုတဲ့ဉာဏ်ဘာနာလိုက်နဲ့၎င်းကျေးဇူးအရှင်ဖခင်ဆိုတဲ့ဉာဏ်ဘာနာလိုက်ကြီးနဲ့၎င်းအဖေဒီအမေဒီရှိသေးရင်ဉာဏ်ဘာနာစုစရာရှိစရာတခုပါလို့အာရုံပြုပြီးတော့စိုက်ပါတဲ့ချွေးပါမွေးပါလှူပါတန်းပါဒါနဖြစ်ပါတယ်တဲ့နော်လုံခြုံတဲ့အသိဉာဏ်ကိုသိဉာဏ်ရောက်ပါတယ်တဲ့စေတိယမိဇတံငေဝပုဂ္ဂလေအတိတိတုဝါမာတတိပိတိတိစာပိအထောဇိတာမိပါတတိနောက်ကြတော့အထောထုမတော်မှာဇိတာမိပါတတိမိဘအရာတိရှိပါသည်အကိုကြီးမာကြီးဆိုတဲ့ဉာဏ်ဗန္ဒာတိုင်းကြီးနဲ့၎င်းခုနှစ်ခုမြောက်ပြတာကြတော့အကိုကြီးတွေအမာကြီးတွေရှိတယ်တဲ့အိမ်မှာအကိုကြီးတွေဆိုတာအကိုကြီးတော့အဖရအမာကြီးတော့အမိရပဲလေမိဘရဲ့တာဝန်ကိုခွဲဝေပြီးတာဝန်ယူတာကအကိုကြီးတွေပဲအမာကြီးတွေပဲငငယ်ညီမလေးတွေရှိတယ်ဆိုရင်သူတို့လူလားမမြောက်ခင်မှာအဖေကအဖေတောင်းရှိတဲ့အခါကျတော့အကုန်တောင်းမယူနိုင်တဲ့ကအကြီးဆုံးသားကိုသူ့မို့အကြီးဆုံးသမီးကိုချက်ထားပြုတ်တာအကုန်ပေါ့လေအဲ့ဒါတဝက်တောင်းထမ်းဆိုင်ဒါမှမဟုတ်အကိုကြီးအမကြီးတွေကလည်းငငယ်ညီမတွေအတွက်ဘာနာစုစရာဘာနာတိုက်ကြည့်ပါပဲတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကခုနှစ်မျိုးဟောထားတယ်ကြဒါလေးလိုက်ဆိုပါစေတီတန်ကပုဂ္ဂလဧဇေဖမိဝေတသွဲကူအမယရနာခုနှစ်တိုက်ဘာနာတိုက်ထက်ပိုက်သိသိကြစေတီတန်ကပုဂ္ဂလဧဇေဖမိဝေတသွဲကူအမယရနာခုနှစ်တိုက်ဘာနာတိုက်ထက်ပိုက်သိသိကြနိရိကဏတုတ္တမှာမြတ်စွာဘုရားပြင်ကလုံခြုံတဲ့ပစ္စည်းသိခြင်းတွေကခုနှစ်မျိုးပြထားတယ်နော်ဒီလိုကြောင်းတိုက်ကိုလာလှူနေမှာမဟုတ်ဘူးအိမ်မှာလည်းလုံခြုံတဲ့ပစ္စည်းသိလို့ရပါလားလို့အာရုံပြုပြီးတော့ခုနပြောတဲ့ခုနှစ်မျိုးကိုဇေဒီတွေ့ရင်လှူမယ်ပုဂ္ဂိုလ်ဇေဒီတန်ခါဆိုတာတော့ဒီလိုတန်ခါတွေပေါ့ဇေဒီတန်ခါပုဂ္ဂိုလ်ဆိုတာတော့ခုနလိုပုဂ္ဂလိကတူတာပေါ့နောက်တစ်ခါဧည့်သည်နောက်တစ်ခါအမိအဖအကူကြီးမကြီးတွေဒါခုနှစ်မျိုးဟာယန္နာစုစရာလုံခြုံတဲ့ပစ္စည်းကိုသိစရာပစ္စည်းတွေပါပဲပစ္စည်းသိစရာနေရာတွေပါပဲလို့ဗန္နာတိုက်ခုနှစ်တိုက်ခုဗန္နေရှိတယ်လို့ပေါ့ဗန္တိုက်ကြီးခုနှစ်တိုက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကနိရိကဏတုတ်တော်မှာဟောတော်မူပါတယ်ဒါမှမဟုတ်မိမိတို့တွေလည်းဒီနေ့အဲ့ဒီဗန္နာတိုက်ကြီးခုနှစ်တိုက်တဲကနေတထုသဖြင့်တော့တန်ငါးဆိုတဲ့ဗန္နာတိုက်ကိုလည်းဒီနေ့ကြီးကြီးကျယ်ကျယ်လာရောက်ပြီးတော့ကုသိုလ်ပြုကြတယ်ပုဂ္ဂိုလ်ဆိုတဲ့ယန္နာဗန္နာတိုက်ထဲမှာလည်းကုသိုလ်ပြုကြတယ်ဇေဒီတော်ကိုလည်းပဲပြုဖြစ်ရရောက်သွားတယ်အဲ့တော့ယန္နာတိုက်ကြီးတွေကနေပြီးတော့ဒီနေ့တန်ဃာတိဥသောယန္နာတိုက်ပုဂ္ဂိုလ်တိဥသောယန္နာတိုက်ထဲမှာဒီနေ့အထူးတည်းလာရောက်ပြီးတော့မရဘူးတော်မြမာဂန္ဓအကြောင်းနဲ့တန်ဃာတတော်ကျော်တို့ရဲ့ရှင်းမောင်မှာကုသိုလ်ကောင်းမှုတွေကိုလာရောက်ပြုကြပါတယ်ဗျာနောက်တစ်ချိန်မှလည်းဒီကြောင်းတိုက်ထဲမှာအရှင်တစ်ဖြင့်သာဝရဌာနပေါ့ကုသိုလ်ဆိုတာဒီစွန့်နေဟင်းနေဆိုတာဇင်ကမပေါ့ခဏပေါ့သူကလှူတုံးလေးဒီနေ့တရက်တာသာဝရဌာနကြတော့ဟိုကျောင်းကြီးတွေစောက်လှူထားပြီးလှူလိုက်တဲ့ဒီလူကြတော့တွေးလိုက်တိုင်းဘယ်နေရာမှာငါအကြောင်းရှိတယ်ဒီနေ့တွေးဒီနေ့ကုသိုလ်ရနောက်နေ့တွေးနောက်လာတွေးနောက်နေ့တွေးနောက်လာကုသိုလ်ရဘာကြောင့်လဲဆိုတော့အဲ့ဒါကစွန့်နေကုန်းနေလို့စပြီးပြက်ပြီးသွားတာမဟုတ်ဘူးသူကသာဝရတည်ရှိသာဝရဒါနအဲ့တော့မိမိတို့တွေကအဲ့လိုကြောင်းကြီးလဲစကုအောင်မယ်ဟောကြောင်းတိုင်းမှာတန်ဃာတိဟူသောယန္နာဗန္ဒတဲမှာဒါနာတိဟူသောရိက္ခာတုတွေယန္နာဗန္ဒတွေလာစုတာလုံခြုံနဲ့သိမ့်ဆဲခြင်းနဲ့လာသိမ့်တယ်လို့ခေါ်ပါတယ်အဲ့တော့မလုံလိမ့်လုံအသိမ့်နဲ့သိမ့်သိမ့်တတ်စီဆိုတဲ့တဲကဒီနေ့
မိမိတို့နေလုံကြုံမလုံကြုံတဲ့အသိတွေကိုလည်းနေသိနေကြသလိုပဲလုံကြုံတဲ့အသိကိုလည်းသိသောအပြင်မိမိတို့ယန္နာဘာနာ9မျိုးရှိတယ်ဘာနာကြီး9မျိုးတွေကဘယ်ဘာနာတွေပဲသိရအောင်သိနိုင်ကြတယ်မျိုးအောင်သားမျိုးကောင်းသူတွေဖြစ်ကြပါစေအဲ့လိုသိပြီးတော့အဲ့ဒီယန္နာဘာနာတွေဘာလို့မှလဲဒါလေးနောက်ဆုံးအာယုံပြုရအောင်ပဲနော်ကုသိုလ်ကောင်းမှုတွေတော့အများကြီးရသွားပြီဒီနေ့မိသားစုများ live line မိသားစုများတန်ခါ1000ကျော်လှူတဲ့ကုသိုလ်နဲတဲ့ကုသိုလ်မှမဟုတ်ပဲအတီးတီးဒကာမတွေရဲ့တဏ္ဍာမှာလှူလိုက်တဲ့ကုသိုလ်တွေတစ်ပါးလှူတာနဲ့ဘယ်တူမလဲနှစ်ပါးလှူတာနဲ့ဘယ်တူမလဲ10ပါးအပတရားလှူတာနဲ့ဘယ်တူပါ့မလဲအဲတန်ခါ1000ကျော်လှူဒန်းလိုက်တဲ့ကုသိုလ်ကောင်းမှုတွေကငါတို့ဒီမှာတန်ခိကဒါနကုသိုလ်တွေအများကြီးဖြစ်သွားပြီအဲ့ဒီအများကြီးဖြစ်သွားတဲ့ဒါနာတိဟုသောရိတ်ခါဘယ်အတွက်သုံးမလဲဟောပစ္စည်းရှာလာရင်ရိတ်ခါရှိလာရင်ကိုယ်ငွေတွေရှိလာရင်ရှိလာတဲ့ငွေတွေဘာသုံးမလဲဆိုတာလားစဉ်းစားရတယ်ဝိပဿနာအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီနေ့ဓမ္မတွေလှူဒန်းတဲ့အခါမှာဒါနကုသိုလ်ကောင်းပြီးပြုဆိုရင်အဲ့ဒီဒါနာတိကုသိုလ်ရိတ်ခါတို့ကိုထုတ်ပြီးအဲ့ဒီရိတ်ခါဘယ်အထိတည်မလဲဘာအတွက်အသုံးချမြတ်အောင်အသုံးချရရတယ်အရင်အတိုင်းအသုံးမချရဘူးနော်အရင်အတိုင်းအသုံးချတာဆိုတာအတ္တနာဇရာဓမ္မောဇရာဓမ္မယေဝပရိယေတတိဤကဲ့သို့တပည့်တော်တို့မဟာကဏ္ဍကျောင်းနဲ့တန်ခါ1000ကျော်တို့ရဲ့ရှင်မောမှာကြီးကျယ်တူရရတဲ့များကြီးရလိုက်တဲ့ကုသိုလ်ကောင်းမှုတို့ဒီနောက်ဘဝဒီတဲ့ချမ်းသာတဲ့လူမင်းစီစဉ်ချင်းခံစားရပါလို့နတ်မင်းစီစဉ်ချင်းခံစားရပါလို့မြမမင်းစီစဉ်ချင်းခံစားရပါလို့ဤလိုတောင်းလိုက်ရင်မြတ်တယ်ထင်သလားမမြတ်ဘူးတဲ့ဘုရားကနော်အရင်ပဲတဲ့ဘယ်လိုအရင်လဲဆိုတော့မိမိတို့လက်ရှိခံစားနေတဲ့မိမိရဲ့ခန္ဓာတွေကိုနှိုက်ကြည့်လိုက်တယ်အပေါ်ကဖုံးထားတယ်ခဏခွာချတယ်ဒီခန္ဓာကိုယ်တွေကိုနှိုက်လိုက်လို့ရှိရင်ဘာတွေ့လဲဆိုရင်ဒုက္ခဒုံကြီးပဲတွေ့တယ်ဒုက္ခဒုံကြီးမဖြစ်သေးလို့လားတနေ့ဖြစ်လာငုတ်လျိုးပြီးခန္ဓာကိုယ်ထဲမှာရှိအဲ့ဒီဒုက္ခကဘာလဲဆိုတော့သရာဒုက္ခသိလာပါပြီနည်းနည်းအသက်ရလာတော့40ကကျော်လို့50ရောက်လာရင်50က60တဲ့ကျော်လာပြီဆိုလို့ရှိရင်ကိုခြေတော့ကိုမပိုင်ဘူးကိုလက်ကိုမပိုင်ဘူးကိုမျက်စိကိုမပိုင်တော့ဘူးကြည့်ကြရကြည့်လို့မရသွားကြင်ရသွားလို့မရခိုင်းကြင်ရခိုင်းလို့မရစားကြင်ရစားလို့မရဒီခန္ဓာကနော်ဒုက္ခဒုံကြီးကေဝလတ္တဒုက္ခခန္ဓာတာဘုရားကဘုရားဖြစ်ခြင်းမှာကေဝလတ္တဒုက္ခခန္ဓာတာမင်းတို့ခန္ဓာကိုယ်တွေလိုချင်တယ်လို့တောင်းတတယ်ဒုက္ခဒုံကြီးနော်တဲ့ဒုက္ခလို့မြင်အောင်ကြည့်တယ်ဒီခန္ဓာထဲမှာဒုက္ခတွေကိန်းဝနေတယ်ဒုက္ခတွေရှိနေတယ်မြုံနေတာမြုံနေလို့လားမသိတာအဲ့တော့လက်ရှိခန္ဓာကလည်းဩဒနာတသေရတဲ့ပစ္စည်းကိန်းဝနေတဲ့ခန္ဓာကိုယ်နဲ့နောက်ဘဝဒီတဲ့ချမ်းသာတဲ့လူမျိုးစည်းစိမ်အချင်းချင်းကိုရပါလို့ဤလိုတောင်းရင်အဲ့ဒီအင်မတန်ကြည်ကျတဲ့တထေးကြီးတတိတော်ကြီးရဲ့တဏ္ဍာမှာလည်းမြုပ်နေတဲ့တရားရှိတယ်တထေးကြီးလည်းအိုမယ်တထေးကြီးလည်းနာမယ်နောက်ဆုံးတထေးကြီးလည်းသေမယ်ဩဒနာတသေရတဲ့ခန္ဓာတွေကနေပြီးအဲ့ဒီခန္ဓာနဲ့ရလို့ကုသိုလ်ကောင်းမှုရိက္ခာတို့တွေကိုအဲ့ဒီဩဒနာတသေရတဲ့တထေးကြီးကိုပြန်တောင်းမယ်ဆိုရင်တော့ခန္ဓာပြောင်းပြီးတော့ဒီဘဝကအိုရအနေပြီးတစ်ချေဘဝပြောင်းအိုပါရစေလို့တောင်းတာ ਨੇ အတူတူပဲလက်ရှိဘဝကနေပြီးတော့နောက်လူမင်းနတ်မင်းကြီးဖြစ်ပြီးတော့အိုပါရစေလို့တောင်းတာ ਨੇ အတူတူပဲအဲ့တော့အိုချင်းရတာဆိုတော့မြတ်တယ်လားဆိုတော့မမြတ်ဘူးတဲ့ဒါမှမဟုတ်အတ္တနာဇရာဓမ္မောဇရာဓမ္မယေဝပရိယေတတိအတ္တနာမနာဓမ္မောမရဏယေမရဏတမယေဝပရိယေတတိကိုယ်တိုင်ကလည်းအိုရပါလေအိုရတဲ့ပစ္စည်းဥသာပြန်တောင်းနေမယ်ဆိုရင်အဲ့ဒီတောင်းတာမမြတ်ဘူးတဲ့အရင်တိုင်းပဲတဲ့နော်1000နဲ့ဝယ်တဲ့ပစ္စည်း1000နဲ့ပြန်ရောင်းဘာမှမမြတ်ဘူးအဲ့တော့ဩရနာရသေရတဲ့ဟောဒီခန္ဓာကိုယ်ကပြုတ်လိုက်တဲ့အင်မတန်မြွန်မြတ်တဲ့လောကုတ္တရာပစ္စည်းကိုဝယ်တော့မယ်ဆိုတော့ဘယ်ဝယ်မလဲဆိုတော့တပည့်တော်တို့တထေးကြီးတတိကတော်ကြီးကိုလည်းမမျောနဲ့နတ်မင်းကြီးတင်ချင်းချင်းကိုလည်းမမျောပဲနဲ့တပည့်တော်တို့အဲ့ဒီအိုခြင်းနာခြင်းသိခြင်းကင်းရထိုင်အောင်ဒီနေ့ကုသိုလ်ဒီအထောက်ပံ့ပြပါစေသာလို့ဒါလေးအာယုပြုနိုင်ရမယ်နော်လူမင်းစည်းစိမ်လောက်တာအာယုံပြုရင်အဲ့ဒီလောက်နဲ့ရပ်သွားလိမ့်မရက်စင်းနဲ့အဲ့တော့ဒီနေ့ဤကဲ့သို့ကြီးကျယ်လာရောက်ပြီးပြုရတဲ့ကုသိုလ်ကောင်းမှုသည်ဒါနတုတဲ့ကုသိုလ်ကောင်းမှုသည်သီလဘာဝနာကုသိုလ်ကောင်းမှုတို့သည်ပြီးရတို့လူမင်းစည်းစိမ်ချင်းခံစားရတဲ့လူမင်းစည်းစိမ်ကိုလည်းမမျောလင်းမဲ့နတ်မင်းစည်းစိမ်ချင်းကိုလည်းမမျောလင်းမဲ့တပြီးရတို့ဘဝတိုင်းမှာခံစားနေရတဲ့အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲကင်းရာကုံရာချုပ်ရာနိဗ္ဗာန်ဆိုတာရှိတယ်ရှိလို့ဘုရားရှင်ကိုရောမြတ်ကြီးတို့ဝင်သွားကြပြီကိုယ်ကမြင်နိုင်တဲ့ဉာဏ်မရှိသေးလို့မမြင်ရသေးတာနော်အဲ့တော့မြင်နိုင်တဲ့ဉာဏ်ရှိသွားပြီဆိုရင်အေးတက်တဘောလောကထဲမှာပရမတ္ထအနေနဲ့ရှိနေတာအဲ့တော့ရှိတဲ့အဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးတော့ဆုတောင်းရမယ်
ဘုံဘုံကတော့ကြာရည်သေးချတယ်ဆိုတာအဲ့ဒီနိဗ္ဗာန်ကိုရောက်နိဗ္ဗာန်အထိရောက်ဆုတောင်းပေးမှာပြီးမှပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအိမ်မှာအိမ်ဆောင်နတ်တွေရှိတယ်ကိုယ်ဆောင်နတ်တွေရှိတယ်တောဆောင်နတ်တောင်ဆောင်နတ်ရှိတယ်ကိုပြုနေတာကိုသူတို့ကအမြတ်မပေးရင်တာလူခေါ်လို့မရအောင်အဲ့တော့တာလူခေါ်လို့ရအောင်တော့ကြာရင်တာလူခေါ်လို့ရအောင်အမြတ်ပေးမယ်နော်ဒါမှမဟုတ်ရည်သေးချတယ်ဆိုတာနိဗ္ဗာန်ကိုတဲ့ပေးတာကြားတဲ့ရင်စိတ်ကညှို့သွားမှာဆိုလို့ဇနေတိတတိတံပါကံတဲ့တူတဲ့အကျိုးကလာမှာပဲစဘာပင်ဆိုင်ရင်စဘာတီးမှာထိုင်ပြီးတော့တောင်းပြီးတော့ဆူဆောင်းကြရမလို့ကဲစဘာတွေတီးပါစေတဲ့ပင်ကြီးစိုက်စားပြီးတရက်တွေတဲ့ပင်ကြီးတီးပါစေတောင်းစရာမလိုဘူးသူအလိုလိုတီးမှာဒါနပုဇင်ဒါနတော့ဘောပါပဲဒါနကစိစိမ်ပေါ်မှာဘယ်သူပြုတဲ့သူစိစိမ်ပေါ်မှာပေါ်ပါစေလို့တောင်းပြီးထူတောင်းစရာမလိုဘူးဒါကြောင့်မို့အလိုလိုမတောင်းမရမယ်ဟာကိုတောင်းမနေနဲ့ဘယ်ဟာကတော့မရဘူးလဲဆိုတော့ကိုကအာယုပြုတဲ့နေရာမှာအဲ့လိုလူမင်းစင်းနေနမင်းစင်းနေတော့ဒါရက်ထားရင်နိဗ္ဗာန်တည်မရောက်တော့အဲကြောင့်မို့ဒီနေ့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုတို့ဒီတပည့်တော်တို့ဒီဘဝမှာလည်းတွေ့နေတယ်ပြီးခဲ့တဲ့ဘဝတွေကလည်းအကျဉ်းချင်းတွေ့နောက်ရမယ်ဘဝတိုင်းလည်းတွေ့အောင်မယ်ဘာလဲဆိုတော့အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲအဲ့ဒီအိုခြင်းနာခြင်းသိခြင်းတို့ရဲ့ကင်းရာတိုင်အောင်တပည့်တော်တို့ဒါတကာကြီးတွေဆိုယောဂကုနေတာပဲလေခန္ဓာကိုယ်ကယောဂတို့ကြီးဆိုတာသိကြတာပေါ့နော်ဆရာဝန်လုပ်ပြီးတော့ယောဂတွေကုနေတာဆိုတော့ဒါခန္ဓာကြီးကယောဂတုံးအစ်စ်ကြီးပဲယောဂရိုးရိုးသိတာတဲ့ယောဂဆိုတာတော့မပြောမသိတာတဲ့ယောဂနေတိုင်းဒီခန္ဓာကိုယ်ကြီးရှာကျွေးနေရတာလျှာလဲရတာရှာလာပါဟောဒီရှာကြီးရှာရတာအတွက်နေတိုင်းရှာကျွေးနေရတဲ့ဒုက္ခနဲတာမှမဟုတ်ပဲအဲ့ဒါမို့ဒါလည်းဒုက္ခပဲဒုက္ခတွေဒါမှမလို့တပည့်တော်တို့ဒီဤကဲ့သို့တန်ခါတော်1000ကျော်ဆိုရှင်းပေါ်မှာလာရောက်ပြီးတော့ကုသိုလ်ကောင်းမှုတွေကြီးကျယ်ကျယ်ပြုလိုက်တဲ့အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုတို့ဒီတပည့်တော်တို့ဘဝတိုင်းနောက်မူရရှိမဲ့ဘဝတွေမှာလည်းတွေ့ရမယ်ဟိုခြင်းနာခြင်းသိခြင်းတို့ရဲ့ကင်းရာကုံရာချုပ်ရဖြစ်တဲ့မဟာအသင်္ကရနိဗ္ဗာန်တို့ရောက်ပြရပါစေလို့အာယုံပြု၍ပြုစွမ်းနိုင်ကြတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေဖြစ်ကြပါစေကုန်သတည်းဤကဲ့သို့ပြုသွားကြတဲ့ရှိသေးကောင်းသူတော်ကောင်းသူများတို့လည်းဤကဲ့သို့ပြုပြီးတော့နိဗ္ဗာန်စခန်းကိုဝင်သွားကြသလိုဒီနေ့ကုသိုလ်ရှင်များဖြစ်ကြတဲ့ဓမ္မပေါင်းသူတော်ကောင်းတို့ကလည်းထိုကဲ့သို့ရှေးကုသိုလ်ရှင်များပြုတဲ့ပြုနည်းကိုအာယုံပြု၍ရှေးသူတော်ကောင်းတို့ရောက်အောင်ရဖြစ်တဲ့မဟာအသင်္ကရနိဗ္ဗာန်ရွှေပြည်မြတ်ကြီးတို့လွယ်ကူသောခြင်းလျင်မြန်သောသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါလိုကုန်သောဟူ၍ပထနာအောင်စုပြုလိုက်ကြကုန်ရာတည်းကဲအားလုံးရည်သက်ချမယ်အဲ့တော့ဒီမှာအသေးစိတ်ကလေးတွေကတော့တယောက်စီဘုန်းတော်မဖတ်ပေးမယ်လေငါတို့ကုသိုလ်တွေပါတယ်ဆိုတာအာယုံပြုလိုက်ပါနော်ဒီမှာကုသိုလ်ရှင်စည်းရင်တွေဒီထဲမှာရေးပြထားတယ်ဒါပေမဲ့ဒီအကုန်လုံးအပေါင်းအနေနဲ့ပါတယ်လို့ဆိုပြီးတော့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုနိဗ္ဗာန်နဲ့လဲမယ်နတ်တွေမြင်နိုင်တဲ့နတ်တွေရှိတယ်နော်လူတွေသူတို့ကကုသိုလ်ပြုလို့မရဘူးလူတွေပြုတဲ့ကုသိုလ်သူတို့တာရုခေါ်ကိုခြောက်နေကြအဲ့တော့တာရုအမြပေးရအောင်ကရေစက်ခွက်ရှိတဲ့သူကရေစက်ခွက်လေးတွေအသီးသီးကင်လိုက်မရှိတဲ့သူကလက်အုပ်ချီလိုက်ဆိုကြရှင်ဗျာဘုရားတပည့်တော်မတို့သည်ကံကောင်းထောက်မှလူဘုံလူဘဝကြီးကိုရကြသည့်အလျောက်ကျုံငဲလာစွာသောဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုတွေ့ကြုံစုံစည်းရသည်ဖြစ်ကြပါ၍ယနေ့ဖို့၌မိမိတို့နေထိုင်ရာမြို့ရွာအသီးသီးမှမရပူရမြို့မဟာကဏယုံကျောင်းတိုက်တို့လာရောက်ကြလျက်ပရိယပฏิပတ်သာသနာတော်ဝန်ထမ်းဆောင်နေကြကုန်သောသံဃာတော်1000ကျော်တို့အားနေ့လည်အချိန်မွန်မြတ်လာစွာသောခဲဝဲဘောစဉ်ချွတ်ခြင်းရသာဖြားပြားတို့ကိုတရားပြထံဆက်ကပ်ပြုရညပါကုန်၏တတော်ရှိမာနာယကအမှုရှိသောပင့်သံဃာတော်7ပါးတို့အားလည်းဘဝကမ္မနှစ်သိမ့်ကြစီနှင့်တကွနောက်မှလိုက်ပါလာကြသောကုသိုလ်ရှင်များကလည်းမိမိတို့ရည်မှန်းထားသည့်အတိုင်း
ဘဝကမ္မတို့ကိုနိဗ္ဗာန်ဤမှန်ပြုရကြပါကုန်၏သံဃာတော်တထောင်ကျော်တို့အားတပါးတပါးလျင်ဩကီစပ်ပြာကရင်တဘူးဘာမှန်သွားလိုက်စေတစ်ချောင်းဘာမှန်သွားဆိုင်စေတဘူးကိုတိုက်စပ်ပြာကေရွှေနိုင်ငံဗလာစာအုပ်3အုပ်ဟောပင်2ချောင်းခြိလက်သုတ်ဘဝတစ်ထဲ9မျိုးသောပစ္စည်းတို့ကိုတန်ဃာတော်တစ်ထောင်ကျော်တို့အားနိဗ္ဗာန်ရည်မှန်းပြုရပါကုန်၏တရားတော်ကိုပူဇော်သောအဖြစ်အလှရှင်မိသားစုတို့မှတသိန်းကျပ်နှင့်တကွနောက်မှလိုက်ပါကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်တို့မှလည်းရည်မှန်းထားသည့်အတိုင်းနိဗ္ဗာန်ရည်မှန်းပြုရကြပါကုန်၏ထိုမှတပါးငရင်တန်ကြောင့်ပျက်စီးသွားသောကျောင်းဆောင်အသီးသီးလိုအပ်ရာပြင်ဆင်နိုင်ရန်ဥစိန်ဝင်းတော်မူမိသားစုတို့မှ50ကျပ်ဥအောင်ဖုံးပြည့်မစိမ့်လက်နိုင်မိသားစုတို့မှ50ကျပ်အတိဝိဟာရဒါနအနေကြအောင်လူရန်ကြပါကုန်၏ဣဒံနောပုံညံနိဗ္ဗာနတ္တပစ္စယောဟောတုနောအမဂံဘုရားတပည့်တော်မတို့ဤဣဒံပုံညံယနေ့ယခုပြုလို့ရသောဒါနသီလဘာဝနာပေါင်းစုမြတ်ကောင်းမှုတို့သည်နိဗ္ဗာနတ္တဥနာတိဘေဤသုံးတံကင်းရာမှန်သောမြတ်နိဗ္ဗာန်တိုင်အောင်ပစ္စယောလွယ်ကူလျင်မြန်အတိဉာဏ်ဖြင့်ရရာကြောင်းထောက်ပံ့ကောင်းသည်ဟောတုပု္ပ္ပချမသွေရှိပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုဤကြွရောက်လာကြကုန်သောပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းမိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့အား၎င်းဘဝအဆက်ဆက်တန္တရာအဆက်ဆက်ကတောစာပုဂုံသောမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်းဆရာဟောင်းသမားဟောင်းဘူဟောင်းဘွားဟောင်းမိဟောင်းဆွေဟောင်းမကျွတ်လွတ်ကြသေးကုန်သောပုဂ္ဂိုလ်အပေါင်းတို့အား၎င်းကျွန်ုပ်တို့အားနေ့စဉ်စောင့်ကြနေကြကုန်သောကိုယ်ဆောင်နာပေါင်းအိမ်ဆောင်နာပေါင်းရက်ွက်ဆောင်နာပေါင်းမြို့ဆောင်နာပေါင်းတောဆောင်နာပေါင်းတောင်ဆောင်နာပေါင်းဘုံမစိုးရှုပ်ကစိုးအာဂါတစိုးလောကပါဠနသာသနာတော်ဆောင်နာစရှိသောနာပေါင်းတို့အား၎င်းငရေတနှင်းယမမင်းနတ်တို့တနှင်းတရားမင်းလူတော်တနှင်းပြည်ရှင်မင်းအား၎င်းဤကြောင်းတိုက်ဤမြို့ရွာဤပတ်ဝန်းကျင်၌စောင့်ကြနေကြကုန်သောမြင်သမျှကြားသမျှတတ္တဝါအနန္တတို့အားမြတ်အမြတ်ပေးဝေငှပါကုန်၏မြတ်ရ၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်
ဖြစ်ကြပါစေကုန်သောအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာ